ဂျူဒီသမားတယောက်ဂျူဒီစဝင်ပြီဆိုတာနဲ့ control room ကိုအရင်ဆုံးလာရပါတယ် control room မှာဘာပတ်နေမောင်းထားလဲဘယ်ဆက်တွေမောင်းထားတယ်ဘယ်ဆက်တွေကရက်ထားလဲအလားကိုချက်စစ်ဆေးမယ်handover လုပ်မယ်ပေါ့ handover ကိုနဲ့ချိန်မဲ့လူရှိရင်သူနဲ့ handover လုပ်ဖို့လုပ်ရမယ်ပြီးတော့ရှိရင်ဒီ main engine ရဲ့ temperature တွေကြည့်မယ် exhaust gas temperature တွေ jacket temperature တွေ FO pressure တွေ FO temperature တွေကြည့်မယ် low line temperature low line pressure တွေကြည့်မယ်ဒီလိုပဲဒီ generator မောင်းထားရင်ဘယ် generator တွေမောင်းထားလဲဆိုတာကိုကြည့်ရမယ်နောက်ပြီးတော့ဒီမှာသူ့ရဲ့ temperature pressure တွေကသူ့ပုံမှန်နော် normal အခြေအနေမှာရှိလားဆိုတာကြည့်ရမယ်နောက်တစ်ခုအရေးကြီးတာက alarm history ဘာလမ်းနေလာထားလဲဆိုတော့ကိုကစစ်ဆေးရမယ်ဟုတ်ပြီလားဒါမှအရင်လူကိုကမေးပြဘာကြောင့်လမ်းလာတယ်ဒီလမ်းကတော့ထားလို့ရလားမရဘူးလားပြီးရင် RPM ဘယ်လောက်နဲ့မောင်းနေလဲဟုတ်ပြီလားဒါတွေကိုကြည့်ပြီးတော့မှဒီ control room ထဲမှာအကုန်လုံးစစ်ဆေးပြီးတော့မှနောက်ထပ်တစ်ခေါက်အပြင်မှာထပ်ပြီးတော့တေးချာလိုက်ပြီးတော့ရိုးစိမ့်ရှိမရှိလိုက်ပြီးတော့စစ်ဆေးရမယ်ဟုတ်ပြီလားဒါကဆက်သက်ဦးချင်းဂျူဒီစဝင်မယ်ဆိုရင်လူတစ်တွေပြောပြတာပါလူဟောင်းတွေကတော့ဒါတွေကတူပြီးသားပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ